တီတော့ဟောင်းကြီးမှာဈေးရောပုံပါလေအဲတော်လေးဟောင်းကျွမ်းနေတာတွေ့တယ်သူစိတ်ချမ်းသာဖြစ်တဲ့အတွက်တိုင်ပင်လည်းကျွန်တော်လည်းပြီးတော့အဲ့ဒီထီရောအစ်စ်လေးအောင်ဆိုအေးလဲပါပြီတော့အဲ့ဒီတော့ဦးဇင်းတို့ထီရောကြီးလည်းအစ်စ်လေးတယ်ပေါ့စတီးထီလေးနဲ့အစ်စ်ပြန်ပြင်တယ်ပေါ့နော်စိတ်ကူးတော်ကြီးလည်းပဲတကယ်ကိုကြီးကြီးဝယ်ကောင်းတဲ့စိတ်ကူးတော်ကြီးလည်းပဲခုနဘာနာတွေပေါ့ဘုရားဘာနာတွေတို့ပေါ့အောင်ကြိုးစားအထုတ်နိုင်တယ်ပေါ့ဥစ္စာရဲ့သူ့ရဲ့တက်ကြွတဲ့သာနာပြုနော်တရက်ကြွကြတဲ့သာနာပြုခဲ့တယ်ပေါ့နော်ဘုန်းကြီးကတော့တက်ကြီးတော့လုံးနိုင်မှာဘုရားဒီတော့နိုင်တယ်နောက်ကပဲနှုတ်ဆောင်ပါကြီးနဲ့တော့နိုင်မှာဟုတ်ပါလားဆရာတော်လေးကတော့သူကတက်တက်ကြွကြတယ်သူကငယ်လဲငယ်တော့လေသူသုံးဆောင်မှုတွေနဲ့တော်တော်လေးတိုးတက်အောင်နေခဲ့တယ်ပေါ့အဲ့ဒီချိန်တော့ဦးဇင်းတို့တော်တော်လေးကိုစင်မပြေဘူးပေါ့စတင်ရောက်ခဲ့ပါဒုက္ခမနေရောက်ခဲ့တော့ဒီစောင်းကြီးမရနိုင်မရတဲ့ဒီရေမြေတော်ဘုံကြီးမှာဦးဇင်းတို့တီးပေးထိုးရတယ်ပေါ့တန်းရဲ့လေတန်းရတော်မဝင်နေမှာဘူးပြောမဆိုတော့မူသားတော်ဘုရားအမှန်တရားကိုပြောတာနော်လမ်းဘေးမှာရှိရလေတမ်းမင်းတွေကိုဦးဇင်းတို့လိုက်ပြီးတော့ခုတ်တယ်ပေါ့ကိုယ်တိုင်သွားခုတ်တာဒါကြီးနဲ့သွားခုတ်ပြီးတော့လေအဲ့တည်းဖြေကြီးနဲ့အဲ့ဇေယောချင်းချင်းဝေယူမှာဦးဇင်းတို့ပဋ္ဌာန်းပွဲကြီးကျင်းပါတယ်တော့ဘုရားပွဲကျင်းပါတယ်အဲ့ဒီဒီပွဲစတင်ကြရပါအဲ့လိုစတင်လေးဆက်တဲ့ဘာနဲ့ကြုံရလဲဆိုရင်မိုးနဲ့အမြင်နဲ့ကြုံရတယ်ဘာနဲ့ကြုံရလဲအဲလို့တဲ့နေ့တိုင်းမိုးမိရဲ့ဒီဘုရားကြီးဒီဘုရားမိုးကြိုက်ကိုဗျာဟုတ်လားညာလည်းပဲဘိုးတွေပေါင်သိန်းတော့ဒီရလည်းတိုက်ဒီဘိုးတွေကလည်းပဲချင်းပြည့်တယ်တော့ဟောကဘုံညိုးစရာတို့ရမိုးတားထားတယ်တဲ့မပြောဘူးဒီလည်းမပြောဘူးပြောတော့ဟုတ်လားဘုံညိုးစရာတို့ရတော့သူနည်းသူပါလေပေါ့ဘုန်းကြီးကတော့မိုးမတားတော့ဘူးဘာလို့ဘုန်းကြီးကပရိယတိရလာတော့လေမိုးလည်းတော့ဟုတ်လားဟိုဒီမှာ